အားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူ channel မှာကြိုဆိုလိုက်ပါတယ်ရှင်ဇလန်လေးမစခင်ညီမရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးခေါင်းလောင်းလေးနှိပ်ပေးဖို့မြတ်ထားရက်ခံပါတယ်ရှင်ဒီနေ့ဖတ်ပြမှာတော့စာရေးဆရာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့အပုလေးအပိုင်း3ကိုဖတ်ပြမှာပါရှင်မိုးရွာရင်လည်းအရက်မမီပဲမိုးတူရိန်ကိုထီဆောင်ပေးရတာအမောမိုးတူရိန်ကျူရှင်ပြက်ရင်အပုလေးလည်းမလာဘူးမိုးတူရိန်နဲ့စကားတွေပြောရတဲ့နေ့များဆိုရင်လေသူ့မျက်နာတွေဝင်းလက်နေရောပဲဘယ်မိန်းကလေးကိုမှမိုးတူရိန်အနီးအနားကိုအကပ်မခံတာအပုလေးရဲ့အဓိကပြဿနာရန်ဆွဲငုံငေါကြည့်တတ်တာတစ်မျိုးတခါတလေကြပြန်တော့အပုလေးကရေရတယ်တိလားကောင်မလေးတွေမိုးတူရိန်ကိုအထင်မြင်လွဲအောင်သူ့မကောင်းကြောင်းတွေကိုမဟုတ်တမ်းတရားတွေရှောက်ပြောတတ်တာမျိုးပေါ့ဥပမာဆိုရင်ကွာနင်တို့ကသာမိုးတူရိန်ကိုအထင်ကြီးနေတာသူ့ပပတိတ်ရှုပ်တာပဲတို့သူကလည်းစေးကြောက်တွေဘာတွေသုံးတယ်တို့ဘာတို့ပေါ့ကလေးအတွေ့နဲ့တွေးမိတွေးရနီးမျိုးပေါင်းစုံသုံးပြီးအနာမကတ်လိုက်အောင်ကာကွယ်တာပေါ့ဟဲ့နွေမဒီကခေခေစကားကိုဟန်ပါပါလေးပြုံးကနားထောင်နေရင်မှအပုလေးကမဝစ်စားတတ်ပေမဲ့ချောတယ်မှတ်လားမေးတာမေးလိုက်ရသည်ချောတယ်လို့ပြောလိုက်မိစကားကိုလည်းနားမထောင်ခြင်းခေခေကအပုလေးဤပုံမှန်တရံကိုသူမမှတ်မိနိုင်သလောက်ညှစ်ထုတ်စင်စားရင်အပုလေးဆိုတဲ့အတိုင်းလူကပူပြက်ပြက်ပြောက်ဟာတရုတ်မလေးဆိုတော့အသားကတော့အတော်ဖြူတယ်နှာခေါင်းပြားတယ်ပြောရရင်မျက်နှာကတော့ရွက်ကျန်းရည်ကျူပဲဆိုပါတော့စာချက်ဘိုးတွေရဲ့ပုံစံအတိုင်းအဝိစားစတိုင်ကတော့တိတ်မမိုက်ဘူးကျူရှင်လာရင်လဲဘောင်းမီရပွားအင်ကြီးပွားတွေနဲ့တခါတလေသူမျက်မှန်တက်ထားရင်မျက်ပေါက်လေးကိုပိုကျင်းသွားသလိုပဲသူ့ပုံကယောက်ျားလေးတွေစိတ်ဝင်စားတဲ့ပုံစံထဲမှာတော့မပါဘူးဟင်းတော်ပါသေးရဲ့ဟုစိတ်ထဲတွေးမိရင်ကိုယ်စိတ်ကိုလည်းပြန်ရှက်ရသေးသည်ခေခေကစကားဆက်သည်မိုးသူရိန်ကသူ့အတွက်တော့တူးသေးသောတငယ်ချင်းထင်ပါရဲ့ကျောင်းမှာလဲငါတို့နဲ့တောင်ပေါင်းတာမဟုတ်ဘူးအပုလေးပုံစံကခက်ချေချေခက်ရိုင်းရိုင်းအမှန်တိုင်းပြောရရင်အပုလေးကိုဘယ်သူမှကြည့်လို့ရတာမဟုတ်ဘူးဟာပေါင်းလဲပေါင်းချင်ကြဘူးဘာကြောင့်မှမသိဘူးမိုးသူရိန်တယောက်ပဲသူ့ကိုတီးခတ်ပြီးပြောဆိုဆက်ဆံနေခဲ့တာတကယ်တမ်းဆိုကြည့်ကောင်းတဲ့မိုးသူရိန်နဲ့အပုလေးကအမြင်နဲ့တင်စီနဲ့ရီလိုကွာတယ်နှစ်ယောက်ကြားတဲတဲလှုပ်တီးတဲတဲလှုပ်ခံရတာကိုတာယာနေတော့မသိဘူးပေါ့ဟာ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 ညင်နားထောင်နေရမှနွေမဒီရောရောင်ကရေလိုက်မိသည်အရေးတဲ့နေရတမျိုးခိခိရဲ့ပြောမှသာပြောစမ်းပါဟဲ့ဒါလင်ငယ်တုန်းကပုံစံကိုနွေမဒီစိတ်ထဲမှာမှန်းစားမိသည်ဟုတ်တယ်ဒါလင်လို့သူမခေါ်တဲ့မိုးသူရိန်ဆိုသူကအင်မတန်စိတ်ပြော့သူမသိတဲ့သူတွေကတော့သူ့ကိုစရောင်းတိုက်လို့ထင်ကြတာပါပဲအပေါ်ရန်ကြောကသာမာတယောင်ယောင်တစ်ခုခုဆိုခံစားလွယ်သည်ချီလီမိုင်းတွင်းမှာပိတ်မိနေတဲ့မိုင်းလုတ်သားတွေကိုကြည့်ပြီးမျက်ရည်ကျဘူးသလိုမိုင်းတွင်းကပြန်ထွက်လာနိုင်တဲ့အလုတ်သမားတွေကိုကြည့်ရင်ဝမ်းသာလို့မျက်ရည်ကျပြန်တဲ့လေအော်ကက်စထရာတီးဝိုင်းတန်စင်တွေကြိုက်နှစ်သက်တက်ပြီးစိတ်ဝင်စည်းမျောနေတတ်သောသူ့ရဲ့မှေးစင်းနေသည့်မျက်လုံးများကိုမြင်အောင်လာမိသည်အဲ့ဒီမျက်လုံးတွေကိုဆွဲလန်းခဲ့ရသည့်နွေမဒီရဲ့ပါအပုလေးဆိုတဲ့မိန်းကလေးကိုဒါလင်ကအနိုင်ကျင့်သလိုအမှုကျင့်တွေရှိခဲ့သလားခင်မွန်းတဲ့အကြောင်းတွေးမိနေစဉ်ခိခိကအပုလေးနဲ့မိုးသူရိန်အကြောင်းကိုဆက်ပြောသည်နွယ်ရီသူအပုလေးကိုချစ်ခဲ့တယ်လို့နင်ထင်လားဟင်းငါတို့မထင်ပါဘူးတကယ်တမ်းတော့အပူလေးကချစ်ဖို့ကောင်းတဲ့အစားတဲ့ဘလို့မှပါမနေဘူးဟာသူကဆွဲဆောင်မှုမရှိတဲ့အပြင်စိတ်ထားကလည်း extreme မင်းကြီးကျူရှင်ကိုခရစ်စတီနာဆိုတဲ့ကျောင်းသူတစ်လေးရောက်မလာသေးခင်အချိန်ထိအပူလေးရဲ့ရက်ဆက်တဲ့အစွန်းရောက်တဲ့ဇယိုက်ကမတိတာသေးဘူးဟာခရစ်စတီနာရောက်လာတဲ့အချိန်ကျမှသူ့ရဲ့စိတ်တွေကပိုပေါ်လွင်လာတယ်ဒီနားထောင်နေသောဇလန်းကပို၍ရေချိန်မြင့်လာသည်ခရစ်စတီနာဆိုပါလားဘလို့မိန်းကလေးမျိုးပါလေနာမည်လေးကတော့ခစ်ဆန်သားခရစ်စတီနာကလေမြန်မာသေးတော့ဝက်ဘိုးကပြားမလေးအနီးဆက်ဆုံးပြောရရင်ကွာဘရစ်နီစပီယာခက်ငငယ်ကမျက်နှာပေါက်လေးဟာကိုလုံးလေးကလည်းမိုက်တယ်ငါတော့သူ့ကိုကြည့်ပြီးအားချခဲ့ဘူးတယ်သူမတဝင်းတူလာအောင်ခိခိကတမင်တကာပိုပြောနေသလားတော့မသိနွယ်မရီစိတ်ထဲမနာသလိုတမျိုးလေးဟင်းသူကခရစ်စတီနာကိုကြားမှာကြိုက်ခဲ့တာပေါ့လေဘယ်ရွယ်ထိများကြိုက်ခဲ့ပါလေငယ်ကချစ်အနှစ်တရာမမေ့တာတဲ့သူခုထိဆွဲလန်းတုံးလားခင်မွန်းတယ်ကိုမပွေမရှုပ်ထက်သောစာကြပိုးတယောက်ဖြစ်တိထားခဲ့ရမှာသူနဲ့ပတ်သက်ခဲ့ဘူးသူမိန်းကလေး2ယောက်အကြောင်းကြားလိုက်ရသောအခါတိကျင်စိတ်တွေပြင်းပြလာသည်ကျူရှင်ကကောင်လေးတွေအားလုံးမှာတိတိတတ်တာကြွေပြားတဲ့သူနဲ့ကြိတ်ပုံးကြွေတဲ့သူနဲ့တပြိုင်တည်းလှုပ်လှုပ်ခက်ခက်ဖြစ်သွားခဲ့တာခရစ်စတီနာရောက်လာတဲ့နှစ်ပေါ့သူကပေါင်းသင်းစနေတွက်လက်ချက်ချတယ်ငါတို့အားလုံးကသူ့ကိုခရစ်လို့ခေါ်ကြတယ်တခြားကောင်လေးတွေထက်အထာနဲ့နေတတ်တဲ့မိုးသူရိန်ကိုသူသဘောကျခဲ့ပုံရတယ်မိုးသူရိန်နဲ့သူ့တငယ်ချင်းတွေကကျူရှင်မစခင်အချိန်တွေဆိုစာသင်ခန်းရဲ့
အပေါ်ထဲမှာဆရာမကြီးသားရဲ့ဂီတာကိုခွင့်တောင်းပြီးတီးဆိုတတ်ကြတယ်လေသိတယ်မလားငါတို့ငငယ်ကခစ်စားတဲ့တခြင်းတွေဆိုကြတာလေကောင်မလေးတွေကမယောင်မလဲလုံရင်သွားနားထောင်ကြတာပေါ့ခရစ်ကလည်းငါတို့လိုသွားနားထောင်တဲ့သူတွေတဲကတယောက်ပေါ့ဟဲ့မိုးသူရိန်တခြင်းဆိုတာကိုမြင်ရတဲ့အခါခရစ်ပိုပြီးကြွေသွားခဲ့ပုံရတယ်ပြီးတော့သူကခတ်တွတ်ခတ်ရဲလေနောက်နေ့လဲကြာရောကျူရှင်ကိုစောစောရောက်လာပြီးအသေးထွက်ထားတဲ့ Westlight Evan လေးကိုကိုင်းမိုးသူရိန်ထိုင်တဲ့နေရာကိုတန်တန်မတ်မတ်လျှောက်သွားတယ်။ရိန်ယူနာထောင်မှုအတွက်ဆိုပြီးတော့ CD ချက်လေးပေးလိုက်တာကိုတွေးလိုက်ကြရတယ်။သူကြိုက်နေတာကိုမိုးသူရိန်သိအောင်ပေါ်တင်လန်းခင်းလိုက်တဲ့သဘောပေါ့။အဲ့ဒီချိန်မှာလေငါကမစီမဆိုင်အပုလေးကိုသွားသတိရပြီးရုတ်တရက်လှမ်းကြည့်မိတယ်သိလား။အပုလေးကလည်းမီးဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ခရစ်စတီးနားကိုစားမတက်ဝါမတက်ကြည့်နေတာ။မိုးသူရိန်ကတော့တိတ်ပျော်သွားတဲ့ပုံရတယ်ဟာခရစ်ကိုရွှင်ရွှင်ဆဆကြည့်ပြီးကျေးဇူးတော်လို့ခတ်တူးတူးပြန်ပြောတယ်ခရစ်ပြန်ထွက်လာတဲ့အခါကောင်လေးတတိုက်ရဲ့ခတ်အုပ်ရေတံလေးတွေထွက်လာသလိုနောက်ဖက်ကစပွဲအစွန်ဆုံးမှာထိုင်နေတဲ့အပုလေးတယောက်ခရစ်တူနာရောက်လာတာနဲ့ခြေထောက်ကိုရုတ်တရက်ထိုးခံလိုက်ပြီးမတိချင်အောင်စောင့်နေတယ်ခရစ်ချော်လဲအောင်လှုပ်လိုက်တာကိုငါမျက်စိနဲ့တက်အပ်မြင်လိုက်ရတာတချို့လဲငါလိုမြင်ကောင်းမြင်လိုက်မှာပါပဲခရစ်စတီနာခဗျာဟန်ချက်ပြက်ပြီးတော့ငိုက်ကြသွားတာဆိုတော့ရှေးကလွတ်နေတဲ့ခုံတန်းရှည်ဆောင်နဲ့နှစ်ဖူးဆောင်သွားတာပေါ့သွေးတွေထွက်တာလည်းအများကြီးရဲ့တခန်းလုံးလဲရုပ်ရုပ်တဲတဲဖြစ်ကုန်ကြတယ်အပုလေးကတကယ်ကိုသွေးအေးနဲ့သူနဲ့မဆိုင်တယ်လို့စာအုပ်ထုတ်ဖတ်နေတယ်အဲ့ဒီကလေးကငါပါအပုလေးကိုကြောက်လာတယ်နင်သိတဲ့အတိုင်းငါအရင်တည်းကရုပ်ရှင်ဇာတ်ကားတွေသိကြည့်တယ်မလားအဲ့ဒီဝါသနာအခမ်းကြောင်းနဲ့မိုးသူရိန်အပုလေးနဲ့ခရစ်စတီနာတို့ကိုရုပ်ရှင်ဇလန်းတွေကဇက်ကောင်ဇက်ကွက်တွေလိုမျိုးအာယုံထားပြီးအကဲခတ်ကြည့်နေမိတယ်အပုလေးကခရစ်ကိုအလစ်မပေးတမ်းအိမ်သာထသွားတဲ့လိုက်ကြည့်အခန်းရှိထွက်လဲလိုက်ကြည့်နေတော့တာအပုလေးကြည့်ရတာတဖြည်းဖြည်းနဲ့သွေးစာနေတဲ့မျက်နှာမျိုးဖြစ်လာတယ်ချက်ချင်းလေဘင်းထားညစ်လို့ရရင်ခရစ်ကိုလေဘင်းထားညစ်မဲ့ပုံမျိုးခရစ်နဲ့မိုးသူရိန်တို့တစားတဲ့တစားအနေနီးစက်လာပြီးစကားလက်ဆောင်ကြနေတာမျိုးတို့မုတ်တူတူစားနေတာမျိုးတွေခဏခဏတွေ့လာရတယ်အပူလေးတယောက်တော့မိုးသူရိန်နာကတ်မရတော့ဘူးပေါ့အပူလေးရဲ့မျက်နှာအမြဲတမ်းအေးဆက်တင်းမာနေတော့တယ်မိုးသူရိန်နဲ့ခရစ်တိုတရားဝင်တွဲလာကြတဲ့အချိန်သူတို့တွေကြောင်းမတက်ဖဲကြောင်းပြေးပြီးရုပ်ရှင်သွားကြည့်ကြတယ်ကျူရှင်ကိုစောစောလာပြီးလမ်းကွေးကကုတ်ကုတ်ပင်ကြီးအောင်မှစကားပြောကြတယ်အဲ့ဒီမြင်ကွင်းတွေကအပုလေးကိုနေစင်တဲ့အများနှိပ်စက်တယ်လို့ဖြစ်နေတာပေါ့လေအလိုမကျဒေါသထွက်နေတဲ့ရက်တွေများလာတော့အပုလေးကျူရှင်ပြည့်ရွက်တွေများလာခဲ့တယ်အပုလေးကမိုးသူရိန်တို့ဇုံတွဲအကြောင်းကိုဆရာမကြီးသိအောင်သွားတိုင်လိုက်လို့သူတို့နှစ်ယောက်ရဲ့အုတ်ထင်းသူတွေခေါ်ပြီးတတိပေးခဲ့ရတယ်တရက်မှာအပုလေးကသူ့စပင်တွေကိုဖဲပြားအဝါလေးနဲ့ဆုချီပြီးတော့မပြင်စဘူးအလှပြင်လာတယ်။သူအလှပြင်တာကိုငါတို့လည်းတစ်ခါမှမတွေ့ဘူး။ငါတို့ကျူရှင်စာသင်ခန်းရဲ့အပေါ်ထက်အလွာမှာចောင်းသားတွေအတွက်စာဖတ်ခန်းတက်တက်လုပ်ပေးထားတယ်။အပုလေးကစာဖတ်ခန်းရဲ့အဝင်ဝခုံတန်းလေးမှာထိုင်ပြီးစာအုပ်ကိုဖတ်နေတယ်လို့နဲ့လှေကားခွင်နာလှမ်းပြီးကြည့်နေခဲ့တယ်။ပြောရင်ယုံမှာမဟုတ်ဘူး။အပုလေးလှုပ်သမျှတွေကငါနဲ့ကြည့်ပဲတက်တိုက်ဆိုင်ကြုံခဲ့ရတယ်။ဘလို့ရေဆက်လည်းမသိပါဘူးဟာ။အခုကြည့်အဲ့ဒီကိစ္စတွေနင့်ကိုပြောပြဖို့လဲအကြောင်းဖန်လာတာပေါ့။ခေစကားဆက်ပြတ်သွားမှာကိုစိုးရိမ်မိနေတဲ့ຫນွေမတိမှာအားမလို့အားမရတိုက်တွန်းရပြန်သည်ဆက်ဆန်းမှာခေးရဲ့နစ်ဆက်လန်းကလည်းရင်တသိမ့်တုံဆိုတာမျိုးပါလားနင့်အတန်တွေတော့မတိမတာတုံနေသလားလို့အေးပါဟဲ့ရေတောက်နေတာအဲ့ဒီအချိန်ကိုပြန်မြင်အောင်လာတိုင်းငါရင်မောသွားလို့ပါငါပြောတာဘယ်နှရောက်သွားပြီလဲအော်ဟုတ်ပြီအပူလေးအဲ့လိုထိုင်နေတော့မှခရစ်စတီနာကအဲ့ဒီလှေကားကနေခတ်တွတ်လေးပြေးတက်လာတဲ့အချိန်ပေါ့အပုလေးကခရစ်စတီနာလှေကားရောက်လာတာကိုချိန်ကိုက်ပြီးစောင့်နေခဲ့တာကိုဒါကြောင့်သူလှေကားတက်တန်နားဆွင့်နေရကနေအလှင်စလိုထားလိုက်ပြီးလှေကားထိပ်ကိုပြေးထွက်တယ်ခရစ်စတီနာကိုအရှိန်နဲ့ပြေးဝင်တိုက်ချလိုက်တယ်အပုလေးရောခရစ်ပါတပြိုင်နဲ့လှေကားအောက်ကိုဒလိတ်ခောက်ခွေလိမ့်ကျသွားတာမြင်လို့တော့မကောင်းပါဘူးဟဲ့တော်သေးတာပေါ့လက်ကျိုးခေါင်းပေါက်လောက်တာလွယ်ရင်တယောက်မှသေးရပါဒဏ်ရာမျိုးရမသွားကြဘူးနှစ်ယောက်သားရုတ်တရက်မူးမိုက်သွားပြီးမထနိုင်ကြသေးလို့ငါပြေးဆင်းသွားပြီးထူပေးရတယ်တခြားတငယ်ချင်းတွေကဆရာမကိုသွားပြေးခေါ်ကြတယ်အပုလေးနဲ့ခရစ်စတီနာအသီးစိတ်ဝင်လာခြင်းတယောက်ကိုတယောက်အစိမ့်လိုက်ဝါးစားခြင်းနဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ကြတယ်ငါခရစ်ကိုသာအပုလေးကိုစောပလော်တီးပြင်းလိုက်ချင်တာတအားပဲအဲ့ဒီခေါက်ရဲ့စိတ်ကိုကြောက်လို့သာခေပြောပြတော့မိုးသူရိန်ငယ်စဉ်အချစ်ဇလန်းမှာသူမထင်ထားသလိုပေါ့ပါဖြစ်မနေအပုလေးဆိုတော့ကောင်မလေးအပြင်အခြားကောင်မလေးတယောက်တပ်ပါတီအဖြစ်ပေါ်လာတာမစမ်းကြဲသောကိစ္စဆိုပေမဲ့သူ့ပြိုင်ဘက်ကိုလှေကားပေါ်ကတွန်းချလို့သည့်အထိအစွန်းရောက်သောအပုလေး
အမှုအကျင့်များကအန္တရာယ်မကင်းပဲရင်လေးစရာဟုယူဆမိသည်ရုပ်ရည်ယူပကရွက်ကြမ်းရည်ကြိုးသာရှိပြီးစိတ်တစားဆန်သောအပုလေးကိုမိုးသူရိန်မြည်တို့များဆက်နွယ်၍တွေ့ဆုံခဲ့သည်မသိခေသူတို့တွေနောက်ဆုံးဘလို့ဖြစ်သွားကြသေးလဲခရစ်ကိုလေကားပေါ်ကတွန်းချလိုက်တဲ့နေ့မှာအပူလေးမိဘအိမ်ကိုတီချယ်ကြီးဖုံးဆက်ပြီးခေါ်လိုက်ရတယ်။စီးရုံကိုခရစ်မိဘတွေရောက်လာပြီးအပူလေးအဖေနဲ့စကားတွေများကြတယ်လို့လည်းကြားရ။အဲဒီနောက်တော့ခရစ်ကိုသူ့မိဘတွေကျူရှင်ဆက်တက်ခွင့်မပေးကြတော့ဘူး။သူတို့၃ယောက်အကြောင်းတွေကလေနှစ်တည်းအရန်ကြာသွားခဲ့ပေမဲ့အပူလေးရဲ့စိတ်တစားဆန်ဆန်ပုံရိပ်ကြီးကြောင့်တို့တွေအားလုံးမှတ်မိကြသေးတာຫນွယ်ရီနွယ်မရီအနေဖြင့်အဖြေတစ်ခုမရမချင်းခေပြောပြသောအကြောင်းများကိုဆက်နားထောင်ခြင်းသေးသည်တို့ရာတွင်တိတ်မကြပြီးအချိန်တွင်ခင်မွန်းတဲ့အလောက်ခန်းထဲမှထွက်လာလျင်စကားပြော၍လွတ်လပ်တော့မည်မဟုတ်ချေမြန်ပြောစမ်းမအောင်တောင်းနေ9ယောက်ကြာအလောက်ခန်းထဲကထွက်လာတော့မှာဟာနင်းနဲ့ဖုံလွတ်လပ်ပြောလို့ရအောင်ငါအိတ်ခန်းထဲကိုထွက်လာပြီးပြောနေရတာနွယ်မဒီအားမလို့အားမရဖြစ်နေမှုကိုခေကသဘောကျပြီးရေလိုက်မိသည်ငါလည်းပြောပြနေတာပဲလေဟဲကဲပါအရေးကြီးတဲ့အပိုင်းကိုပြောပြတော့မယ်နားထောင်တရက်မှာကျူရှင်ကထွက်သွားပြီးတဲ့ခရစ်တယောက်ငါတို့ကျူရှင်ဝိုင်းကိုခဏလာလေတယ်ဗေဒာရောင်ပိုးခါဝင်ရှီလေးနဲ့သူကကြပြဆန်ဆန်လေးလှနေတာပေါ့စပင်းရှီတွေကိုလည်းကဘိုးကယူစုထုံးလာတယ်သူဝင်လာတော့ကောင်လေးတွေအားလုံးလိုက်ငေးကြရရောပဲအဲ့ဒီချိန်ကျူရှင်အတန်းတွေမစခင်ဆိုတော့အပုလေးကမိုးသူရိန်တိုင်းမှာထိုင်ပြီးနေကြစီစားနေခဲ့တာစားနေတဲ့ဆိုတာထက်မိုးသူရိန်အတွက်နေကြစီတွေထိုင်ခွာပေးနေတယ်ဆိုရင်ပုံမှန်လိမ့်မယ်သူတို့ထိုင်နေတဲ့နေရာစီတန်းမတ်လျှောက်လာနေတဲ့ကိုမိုးသူရိန်ရောအပုလေးပါသတိမထားညသေးဘူးခေါင်းငုပ်ပြီးစာအုပ်တအုပ်ဖတ်နေတဲ့မိုးသူရိန်ရဲ့စပွဲပေါ်ကိုခရစ်ကကီချင်းလေးတစ်ခုတမင်တကာပြစ်ချလိုက်တယ်မော့အကြည့်မှာရက်အတော်ကြာမတွေ့ရတော့တဲ့ခရစ်ကိုလည်းတွေ့ရောမိုးသူရိန်ထခုံမတက်ဝမ်းသာသွားပုံရတယ်မိုးသူရိန်ကခရစ်နဲ့အင်မတန်နီးကပ်တဲ့အနေထားကိုတိုးကပ်သွားပြီးမျက်နှာချင်းဆိုင်ရက်လိုက်တယ်ခရစ်ကိုအချိန်တော်ကြာစူးစူးဆိုက်ဆိုက်ကြည့်နေတာသူတို့မျက်လုံးချင်းစကားပြောနေတဲ့အချိန်ဟာအပုလေးအတွက်အရာရာပြိုလဲသွားသလိုဖြစ်နေခဲ့ပါပေါ့နော်အဲ့ဒီမြင်ကွင်းကိုတီးမခံနိုင်တော့တဲ့အစုံအပုလေးကမိုးသူရိန်နဲ့မိုးသူရိန်ရဲ့လက်ကိုစောင့်ဆွဲပြီးတော့တွန်းဖယ်ပစ်လိုက်တယ်ပြီးတော့သူ့လက်ကင်ထားတဲ့ကီးချင်းလေးကိုလူယူပြီးပြတင်းပေါက်ကနေဒေါသတကြီးလွှတ်ပစ်လိုက်တယ်ငကိုတဲကအခဲမကြည်လို့ကျူရှင်ဝိုင်းကိုရောက်အောင်ဝင်လာခဲ့တဲ့ခရစ်ကနင်ဘာလုပ်လိုက်တာလဲအပုလေးလို့စိတ်ဆိုးမှန်ဆိုထအော်လိုက်တယ်မိုးသူရိန်ကလည်းအပုလေးကိုဘာစကားမှပြောမထွက်လောက်အောင်ခံပြင်းပြီးစိုက်ကြည့်နေခဲ့တာပေါ့အပုလေးကစကားတစ်ခုမှပြန်မပြောဘဲလှည့်ထွက်သွားပြီးသူ့နေရာသူသွားပြန်ထိုင်နေလိုက်တာတွေ့ရတယ်မိုးသူရိန်ကခရစ်နဲ့အတူကျူရှင်ကန်းထဲကလိုက်ထွက်သွားခဲ့တယ်ကြံခဲ့ရတဲ့အပုလေးတယောက်စောက်တီရမရပဲစပွဲကိုလက်သေးတွေနဲ့တစ်ချိန်လုံးကုတ်ချစ်နေခဲ့တယ်သူ့လက်သေးကုန်တွေပဲ့ရွဲ့ပြီးသွေးဆူလာတဲ့အထိစာတင်ချိန်တွေမှာစာသင်ခန်းစာတွေကိုလိုက်လဲမကြည့်နားလဲမထောင်နိုင်ပဲမထုံတက်တေးနဲ့ငုတ်တုတ်ထိုင်နေတဲ့အပုလေးကိုဘိုင်ဝန်ဆီယာမကတော်တော်စိတ်ဆိုးသွားခဲ့တယ်ဆီယာမဆူနေတဲ့စကားတွေကိုမကြားသလိုပဲအပုလေးရဲ့မျက်လုံးတွေကအိတ်ဆက်နဲ့မထီတရီနိုင်လွန်းနေခဲ့တယ်။ဆီယာမကသူ့ကိုစူပြီးတော့အခန်းရှိဘက်ပြန်လဲလှည့်ထွက်သွားရောအပုလေးကရုတ်တရက်ကြီးသူ့ရဲ့နှက်ဖူးဆောင်ကိုသူ့ဘာသာတန်ကုန်ပါဘူးနဲ့ရိုက်ချပစ်လိုက်တယ်။မြင်လိုက်ရတဲ့သူတွေကအလန့်တကြားနဲ့ဆီယာမကိုအော်ပြောကြတယ်။ဟဲဒီချေလောက်ပါအောင်ဟိုမှာအပုလေးသွေးတွေအများကြီးထွက်လာပြီဆိုတဲ့အတန်တွေအခန်းမှာပွက်လောရိုက်ကုန်တာ။နားထောင်ရင်မှနွယ်မဒီဤစိတ်နှလုံးများလွန်စွာဖိစီးလေးလန့်လာသည့်အတွက်ခေကိုဖြတ်မေးလိုက်သည်အပုလေးနဲ့9ယောက်ျားကိုလူကြီးချင်းသဘောတူထားတာများရှိနေမလားစဉ်းစားမိတယ်သူ့ကိုအုတ်ထိန်တဲ့ဦးလေးကလည်းအဖေလို့ပဲသူ့အပေါ်တော်တော်ဩစာတက်ရောက်မှုရှိတယ်ဆိုတော့လေကဲပါရင်တုံစရာအပုလေးအကြောင်းဆက်ပြောပါအောင်ဟဲ့မိုးသူရိန်ကအပုလေးနဲ့တွဲရက်ရှိနေရတော်တော်ကြီးကိုအကြက်ရိုက်တဲ့ပုံမှာသူတို့အကြောင်းငါသိသမျှနောက်ဆုံးအခြေအနေကိုအပိသက်ပြောပြရရင်အပုလေးကဘိုင်ယွန်ဆီယာမဆူတာကိုမကျေနပ်လို့သူထက်တန်ယိုဖြစ်တဲ့အထိသူ့ကိုယ်သူစော်ထက်လိုက်တာမဖြစ်သေးဘူးမလားဒါကြောင့်ဆီယာမကြီးကလည်းပြဿနာခဏရှာတဲ့အပုလေးကိုစိတ်ပြက်လာတယ်အပုလေးကိုကျူရှင်မှာဘလို့မှဆက်ပြီးလက်မခံနိုင်တော့တဲ့အကြောင်းအပုလေးအဖေကိုအပြက်ညှင်းလွတ်လိုက်ရတယ်လေအဲ့ဒီကလေးကအပုလေးရောခရစ်စတီနာပါတို့တွေကျူရှင်ဝိုင်းကနေလုံးဝပျောက်သွားကြတော့တာနီးစပ်ရာပတ်ဝန်းကျင်ကနေတဆင်သတင်းပြန်ကြားခဲ့ရတာတော့အပုလေးကအိမ်ထဲကနေဘဲမှမထွက်တော့ပဲစိတ်ကြယောဂအခြေအနေဆိုးရွားလာတဲ့သူငငယ်တုန်းကသူ့အမေကျိုးဆွဲချပြီးတေချောင်းကြံတာကိုကိုယ်တိုင်မြင်ခဲ့ဘူးတဲ့ဆိုပဲနွယ်မဒီအပုလေးအတွက်အတော့ကိုစိတ်မကောင်းဖြစ်သွားရသည်ဟူးမလွယ်ပါလားနော်သူ့ဘဝကလည်းအဲ့လိုအခြေအနေတွေဆိုးလာတော့အပုလေးအဖေကကြောင်းရောကျူရှင်ရောပါနားခိုင်းလိုက်တယ်မိုးသူရိန်ကတော့စာမေးပွဲဖြေချရတဲ့အချိန်ထိငါတို့ကျူရှင်ဝိုင်းမှာပဲဆက်တက်ဖြစ်ပါတယ်ကျူရှင်ဝိုင်းကလူတွေအားလုံး10တန်းစာမေးပွဲနီးလာတဲ့အတွက်
သူတို့၃ယောက်ရဲ့ဇလန်းတွေကိုတဖြည်းဖြည်းနဲ့မေ့သွားကြတော့တယ်မိုးသူရင်ကသူ့အချစ်ဦးခရစ်စတီးနားပေါ်အမှန်တကယ်မေတ္တာတက်ဝင်ခဲ့တာဟု၍နွယ်မတီးစိတ်ထဲမကြည်မလင်ဖြစ်နေမိသည်တဝင်းတိုစိတ်ဆိုတာနှစ်ပေါင်းများစွာမှလည်းပေါ်လာတတ်တာမျိုးပါလားဟဲ့နေပါအောင်ဒီကျူရှင်ဝိုင်းမှာဖြစ်သွားတဲ့ကိစ္စလေးနဲ့ပဲသူတို့ဇလန်းကပိုးလေးတကြောဖြစ်စီရလားခေရဲ့အော်အေးဟဲ့နေပြောမှပဲအရေးကြီးတဲ့ကိစ္စပြောပြဖို့မေးတော့မလို့ငါဓာတ်ရိုက်မြင်ခဲ့တာကြားခဲ့ရတာတော့မဟုတ်ဘူးပေါ့လေအပုလေးအကြောင်းတွေပြန်ပြောပြတဲ့သူ့ဆွေမျိုးကောင်းမလေးနဲ့ငါကဆယ်တန်းစာမွေးဝဲပြီးကစားမှာမဟုတ်တင်တဲ့အတူတူတက်ဖြစ်ကြရောငါကလေအပုလေးနဲ့ပတ်သက်ပြီးအမြဲစိတ်ဝင်စားရှိနေတော့သူဘလို့တွေဖြစ်သွားပြီလဲဆိုတာအရန်သိချင်လို့ဆက်စုမိလိုက်သေးတယ်အဲ့ဒီတော့မှပဲအပုလေးရဲ့အကြောင်းတွေစုံစုံလင်လင်သိခဲ့ရတယ်ဆယ်တန်းစာမွေးဝဲဖြေခံဒီ10ရက်အလိုမှာအပုလေးအစာအိမ်သွေးကြောပေါက်လို့စိတ်ယုံတက်ကူးသားခဲ့ရတယ်စာမေးပွဲလည်းမဖြေလိုက်ရတော့ဘူးတဲ့မိုးသူရိန်ကိုနိုင်ငံခြားလွှတ်ကြတော့မယ့်အကြောင်းစာမေးပွဲပြီးသွားပြီမဲ့လဲတင်နန်းနေစက်တိုက်တက်နေရတဲ့ဆိုတဲ့အကြောင်းလဲပါတာပေါ့ဟဲ့ဆယ်တန်းအောင်စင်းထွက်ပြီးတော့တလအကြာမှာအပုလေးရဲ့ထိတ်လန့်စရာသတင်းဆိုးကြီးကိုငါကြားလိုက်ရတယ်အပုလေးသူ့အိမ်မှာပဲကျိုးဆွဲကြတေချောင်းကြံသွားရှာတယ်တဲ့လေသူ့အမေလန်းစင်ကိုလိုက်သွားခဲ့တယ်ပြောရမလားနမဒီစိတ်ထဲစိတ်မကောင်းကြီးစွာစိုးနစ်သွားခဲ့သည် Oh my god ရင်းနှစ်စရာပါလားစိတ်မကောင်းလိုက်တာအပုလေးရလူငယ်ဘဝမှာဒီလိုအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရတာကိုဒါလင်းကဘာလို့မြန်ငါ့ကိုပြန်မပြောခဲ့ရတာလဲသူ့အတွက်သတိရခြင်းစရာမကောင်းလို့ရောနင်စိတ်မကောင်းဖြစ်မှာဆိုလို့ရောနေမှာပါຫນွေကြီးငါသိချင်နေတာကနင်ဒါလင်းနဲ့ခရစ်တို့ဘလို့လမ်းခွဲကြတာလဲဆိုတာကိုပဲမိုးသူရိန်တက်ကလို့စကန်ကြီးရမှာတွေကနင်းနဲ့စုံခဲ့ချစ်ခိုက်ကြိုက်ခဲ့ကြတယ်ဆိုတော့အဲ့ဒီမတိုင်ခင်အချိန်ကသူတို့ပြတ်သွားကြတဲ့သဘောပဲဒါဆိုမိုးသူရိန်က10တန်းအောင်ပြီးချင်းနိုင်ငံခြားထွက်သွားခဲ့တာမဟုတ်ဘူးပေါ့ဇလန်းလေးရဲ့အပိုင်း3ကိုဒီမှာပဲရနာခွင့်ပြုပါရှင်နောက်နေ့များမှာလည်းအပိုင်းလေးကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်